အမိတ်လေးတွေကိုပုံဖော်နည်းလေးကိုပြပြပါမယ်နော်။ပါတဲ့အမိတ်လေးတွေကိုကျမတို့မျိုးစုံပုံဖော်လို့ရပါတယ်။ကိုယ့်ရဲ့ idea ပေါ်မူတည်ပြီးတော့ပုံဖော်လို့ရပါတယ်။ကျမဒီလိုပုံစံလေးထင်ကြည့်မယ်ပေါ့နော်။ဒါလေးတင်ပြီးလေးပို့လိုက်မယ်။ဒီပေါ်မှာမှန်စာအပါလေးနဲ့ဆက်မှာနော်။ကျမတို့ကဒီမှာအမိတ်လေးတွေကိုဒီလိုလေးခောက်ပြီးရှိမယ်နော်ဒီမှာကတော့မှန်စာနဲ့ဆက်မှာဆိုတော့ဒါလေးကိုဖြန့်ထားတယ်ပေါ့နော်ဒါလေးတွေကအကွေးလေးတွေဒီလိုမျိုးကြည့်တာပေါ့နော်ကဲအဲ့လိုလေးယူပြီးသွားရင်ဘလို့ပုံစံဖော်ရင်ကောင်းလဲဒီမှာလဲတကွေးလောက်လာမယ်ဒီဟာလေးကြတော့ဒီဟာလေးကိုဒီထဲကိုထည့်လိုက်ပါတယ်ထည့်လိုက်ပြီးတော့ဒီမှာအမိတ်လေးတွေကိုလိုက်ပြီးတော့ကျွန်တော်တို့တင်းသီးလေးနဲ့အရင်ထိုးထားတာเนาะအရင်မပေါက်သေးဘူးအရင်ဆုံးပုံစံဒီဇိုင်းလေးအရင်ခေါ်ကြည့်တာပြီးရမှာစိတ်တိုင်းကြတော့မှကျွန်တော်တို့ညှက်မယ်เนาะကဲကျွန်တော်တို့ဒီလိုပုံစံလေးလဲလှလားလှတယ်ဆိုရင်တစ်ချက်ယူလိုက်တော့မယ်เนาะโอเคစိုက်ပြီဆိုရင်ပုံစံလေးထိုးလိုက်တော့မယ်တင်းသီးလေးတွေအိုက်တိုင်းလိုက်ထိုးလိုက်မယ်ပေါ့နော်ဒါထိန်းကြပေါ့အရင်ထိန်းကြည့်တယ်အရင်ပုံစံချကြည့်တယ်ဒီဒီဇိုင်းပေါ်ကြည့်ရပေါ့နော်ညာလေးတွေကိုဒီလိုလေးပြန်ပြီးမယ်စိတ်တိုင်းကြပါလားစိတ်တိုင်းကြပြီဆိုရင်အိုက်တိုင်းဆက်ပြီးတော့ထိုးလိုက်မယ်နော်ကဲဒီဟာလေးကိုစိတ်တိုင်းကြပြီးသွားရင်ဒီမှာအကွက်ခေါ်တဲ့နေရာလေးပြပေးမယ်နော်ဒီရင်ပုံးဒီနေရာလေးမှာငါတို့ဒီအောက်ကိုထိုးထည့်လိုက်မယ်ဒီလိုလေးလာလိုက်မယ်နော်โอเคအောက်ကဒီလိုထိုးအဲ့တော့ဒီဟာလေးကဒီလိုအပေါ်တင်ပေါ့ဒီအောက်ကိုထိုးဒီအပေါ်တင်လေးလာလိုက်မယ်အဲ့ဒါလေးကိုလည်းအရင်ညာထားကြည့်မယ်နော်စိတ်တိုင်းကြမှာညှက်မယ်ကဲစိတ်တိုင်းကြပြီလားအဲ့ဆိုညှက်လိုက်မယ်ကဲနောက်တစ်ကြိုးထိုးကြည့်မယ်နောက်တစ်ကြိုးကတော့ဒီလိုထိုးကြည့်မယ်ဒီလိုထိုးကြည့်မယ်ဒီခါကျတော့ဒီအောက်ကနေထိုးကြည့်လိုက်မယ်နော်ဒီခုတစ်ခေါက်ကျတော့ဒီအောက်ကမှဒီလိုထိုးပြီးဒီအောက်ကနေထိုးကြည့်လိုက်မယ်နော်ထရံကွက်လေးလိုထိုးတာပေါ့နော်ထရံကွက်လေးလိုပုံစံဖြစ်သွားတာပေါ့ထရံကွက်အကျဲလေးပုံစံဖြစ်သွားပါတယ်ရှင်ကဲစိတ်တိုင်းကြရင်တော့ပြန်ချပလိုက်ရပြီအဲ့နေရာမှာ2ကွက်လဲထားလို့ရတယ်3ကွက်လဲထားလို့ရတယ်ကဲကျွန်မတို့3ကွက်လုပ်ကြည့်ရပါတော့3ကွက်လုပ်ကြည့်ရင်ဒါကိုဒီအောက်ကနေထိုးလိုက်မယ်ဒါဒီအပေါ်ကထိုးတော့ဒီအောက်ကနေထိုးလိုက်မယ်ဒါတွေကတော့ဒီအပေါ်မှာထားလို့မရတဲ့အတွက်ကြောင့်မလို့ထည့်လိုက်မယ်နော်အောင်နာလေးမှာအသာလေးအဲ့လိုထည့်လိုက်မယ်သူလေးလည်းဒီလိုဖြစ်သွားပါပြီကဲစိတ်တိုင်းကြပြီဒီဇိုင်းလေးကိုရှင်းပြီးဒီမှာစိတ်တိုင်းကြပြီဆိုရင်အဲ့တိုင်းဆက်ပြီးတော့ဒီမှာတို့အရင်ဆုံးချုပ်လိုက်မယ်เนาะပြီးကမှဒီမှာဇာဘာနဲ့ဆက်မယ်เนาะတင်ပြီးသွားတဲ့အခါမှာเนาะဒီမှာဇာလေးတွေကိုကျမတို့အရင်တင်လိုက်ပါတယ်ဒီဇာလေးတွေကတ်ချုပ်ပြီးတော့ဒီမှာပန်းလေးတွေကိုကတ်လိုက်တဲ့အခါမှာကဲအင်းကြီးတစ်ထည်လုံး